တငယ်ချင်းဘသူ့မှအပြစ်လို့လည်းမတင်ပါနဲ့မင်းလဲကြတာမင်းနဲ့ပဲစိုက်နေမင်းပြန်မထတာလည်းမင်းနဲ့ပဲစိုက်နေမင်းကိုဆွဲထုတ်ပေးဖို့ဘသူမှလည်းတာဝန်ရှိမနေတခါတလေမလိုချင်တာတွေမင်းစီရောက်လာတတ်တယ်လို့မင်းလိုချင်တဲ့အရာတွေကလည်းမင်းနဲ့အဝေးဆုံးရောက်နေတတ်တခါတလေဝမ်းနေစရာတွေကငါစီကိုပဲဆက်စိတ်မြက်မြက်ရောက်လာတတ်ပါသလားလို့လေမင်းထင်ကောင်းထင်နေလိမ့်ဘသူမှအပြစ်လို့လည်းမတင်ပါနဲ့ဒါလောကရန်ရဲ့ပုံမှန်ပြကွက်တွေပါအရှုပ်ထဲမှာရှင်းအောင်နေအမှောင်ထဲမှာလင်းအောင်နေတတ်ဖို့ကမင်းရဲ့တာဝန်ပဲစိတ်မညစ်ပါနဲ့တိတ်ချစ်တဲ့လူတွေနဲ့ဝေးနေရတာမင်းတယောက်ထဲမှာမဟုတ်တာပဲလောကမှာမင်းမလုံနိုင်ဘူးလို့ထင်တဲ့အရာတွေကမင်းရဲ့ကြောက်ရွံ့စိတ်တွေကြောင့်လည်းဖြစ်နေရတာမင်းကိုပါရမီလိုက်ဖြည့်ပေးနေဖို့ကလည်းဘယ်သူမှတာဝန်ရှိမနေမင်းတယောက်ထဲပြန်ထနိုင်အောင်ပဲကြိုးစားပါပြန်ပြီးအာယူပြီးတော့ထရက်ကြည့်ကြမယ်တကယ်ချင်းဘဝထဲမှာမျက်ရည်ကျခဲ့ဘူးတဲ့မျက်လုံးကပို့ပြီးတော့ကြည်နေတတ်ပါနာကျင်ခဲ့ဘူးတဲ့နှလုံးသားကပို့ပြီးတော့ခိုင်မာလာတတ်ဆုံးရှုံးခဲ့ဘူးတဲ့အတိတ်ကလည်းအနာဂတ်ကောင်းကိုပုံမှုပြီးတော့ရရှိစေနိုင်တယ်မုံတိုင်းပြီးအောင်စောင့်နေတာဘဝမဟုတ်ဖဲနဲ့မုံတိုင်းထဲမှာဘလို့ရှင်သန်အောင်နေထိုင်ရမယ်ဆိုတာကိုသိယူနေတဲ့ဆိုတာလည်းဘဝလေပြေလင်းချင်းထဲမှာအသက်ရှူနိုင်မှအသက်ရှင်သန်တာမဟုတ်ဖဲနဲ့မုံတိုင်းထဲမှာအသက်ရှင်သန်အောင်အသက်ရှူနိုင်တာမှဘဝမုံတိုင်းပြီးမင်းငါ့ဘလောက်ချစ်တောင်းတွေပြောပြလို့ရရင်ပြောပြပေးပါပြောပြလို့ရရင်ပြောပြပေးပါပြောပြမယ်အချစ်မင်းလေးပြန်လာစေတခြားလူတွေတွေ့ထိုးစကားတွေကြားရင်နားမရင်ဒါတွေကိုအမှားမြင်မှာကွာစိတ်စီပြင်းနေလေးကိုတစ်တလုံးမဲ့ထားခြင်းနာယုံကြည်ပေးအချစ်ရောသမျှကိုယုံကြည်ပေးအချစ်မင်းရဲ့အတွက်ဆိုတသက်တာချစ်မအနှစ်တရာမက